yoga tase nanga dizega telung phi wudi se den tha da dai telung phi ma telung phi so ro da dizeg ko yoga tase so ya yoga le phi ka ja phi de yo uru ja phi de yo sai ja phi de yo ahara ja phi de yo yoga le so ro the mood of the new kid a chain garage a quacha ball that a zero not to kid the Naya charger at that whoever I see Jalo Diego Padegri Kana Padegri Sa Yalado to Padegri safely the kid last it to Padegri safely the Chegale Uba Kana T Kana Play Kanaခဏငယ်သုံးချက်စီလည်းပြည့်ထားအဲဒီပထမဆုံးလာဖြစ်တဲ့ပဋိက္ခရိစိတ်ကလေးရဲ့ဥပခဏပဋိက္ခရိစိတ်နဲ့ဒုက္ခတဲ့ပြန်ရဖြစ်သောကာကြောင့်ဖြစ်တဲ့ကာမဇယုတ်20ကာမဇယုတ်ဒီရစဟုတ်လားမှန်ပါရဲ့ဗျာကာကြောင့်ဖြစ်တဲ့ကာမဇယုတ်20အဲဒီ20ကခဏငယ်လျှောက်ပြီးကြီးသွားစိတ်လေးရော39ချက်ခဏငယ်ပေါင်း50ချက်ရှိတော့ပြည့်ဒါကြံ့ကြောင်ဖြစ်တဲ့ရုပ်ရဲ့အသက်ကြံ့ကြောင်ဖြစ်တဲ့ရုပ်ဒီပဋိက္ခရိစိတ်ဥပခဏကတိုက်ပြီးပြီးတော့ဥပကြောင့်ဖြစ်တဲ့ရုပ်ဘယ်ကစဖြစ်ထိုပဋိက္ခရိစိတ်ကလေးရဲ့ဒီခဏကစရည်ဟုတ်လားမှန်ပါရဲ့ဗျာဘယ်ကြမှာချုပ်အဲဒီခဏစပြီးကြီးခဏရော50နဲ့တစ်ချက်ရှိတဲ့အခါချုပ်ပြီးတော့ကံဇယုံနဲ့ဥရိဇယုံပဲနေလဲဆိုတော့ခဏငယ်တစ်ချက်ကွာလားကွာနေရပါဗျာကံဇယုကခဏငယ်တစ်ချက်ဆွဲဖြစ်ဥရိဇယုကခဏငယ်တစ်ချက်နောက်ကျဖြစ်တော့ဖြစ်တဲ့ကာဇယုတ်ကလည်းပဲခဏငယ်50တစ်ချက်စီချုပ်ပါခဏငယ်တစ်ချက်နောက်ကျဖြစ်တဲ့ဥရိဇယုတ်ကလည်းခဏငယ်50တစ်ချက်စီချုပ်ပါနော်မှန်ပါရဲ့ဗျအချုပ်ချင်းဘယ်နဲ့နေကြလဲလို့ဆိုတော့ကာကြောင့်ဖြစ်တဲ့ယုတ်ကခဏငယ်တစ်ချက်စောပြီးချုပ်ဟုတ်ကဲ့မှန်ပါရဲ့ဗျဥရိဇဖြစ်တဲ့ယုတ်ကခဏငယ်တစ်ချက်နောက်ကျပြီးချုပ်ရှိရနောက်ကလေးဖြစ်နေဘူးလားဖြစ်နေပါတယ်ဗျာပြီးတော့မှတခါစိတ်ကြောင့်ဖြစ်တဲ့ရုပ်တရားစအဲဒီပဋိက္ခရိခဏမှာပထမဆုံးလာဖြစ်တဲ့ပဋိက္ခရိစိတ်ကလုံးချုပ်သွားတော့ဒီနောက်ဘဝစိတ်ကလုံးပေါ်လာအဲဒီနောက်ဘဝစိတ်ကလုံးပေါ်လာတယ်ဆိုတော့ဘဝစိတ်ရဲ့ဥပခဏကစရည်ချီစိတ်ကြောင့်ဖြစ်တဲ့ရုပ်နော်မှန်ပါရဲ့ဗျာဘဝစိတ်ဥပခဏကစပြီးစိတ်တွေဖြစ်တယ်ဆိုတော့ကာမဇယုတ်ကိုကြည့်လိုက်ရင်ဘယ်လောက်နောက်ကျသွားသိတယ်သုံးခုနောက်ကျနေပါအရင်မရှိအချမ်းပြီးတို့ကိုပြောတယ်ပေါ့ဘာသိခုလို့ခဏငယ်သုံးရပါဗျအဲ့လိုလူစမ်းမှာပြောတယ်စကားကိုမှတ်ပြီးခြုံလေးတော့နေနေကြမှာနဲ့ဟာခဏငယ်သုံးချက်နောက်ကျပါတယ်လားမှန်ပါတယ်ဗျာကာမဇယုတ်နဲ့စာရင်နော်မှန်ပါတယ်ဗျာဥရိဇယုတ်နဲ့စာရင်နော်နှစ်ခုပါဗျာဟောခဏငယ်နှစ်ခုပါဗျာဟောခုမှခဏငယ်နှစ်ခုခဏငယ်နှစ်ချက်နောက်ကျပါတယ်လားမှန်ပါတယ်ဗျာတရားနဲ့စိတ်သုံးနောက်ကျသွားတာပေါ့နော်မှန်ပါတယ်ဗျာပဋိက္ခရိစိတ်တစ်လုံးလုံးချုပ်ပြီးမှသူ့နောက်ပေါ်လာတဲ့ဘဝစိတ်လုံးရဲ့ပထမဥပ္ပမှာစိတ်ကြောင့်ဖြစ်တဲ့ယုတ်လာဖြစ်ဟုတ်ကဲ့လားမှန်ပါတယ်ဗျာခဏရရတဲ့သုံးချက်စိတ်ရတဲ့တစ်လုံးနောက်ကျသွားပြီနော်မှန်ပါတယ်ဗျာဒီပရိသေစိတ်ဥပခဏဖြစ်တဲ့စိတ်ဒုက္ခယုတ်ကလည်းစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကလည်း
အဲ့ဒီဥပက္ခဏကကြာကြီးခဏရေတော့90နဲ့တစ်ချက်ရှိတဲ့အခါကျဆုံးလဲလားဆုံးပါလားကြာဒီတော့ဒီသုံးလုံးတန်းထားတာပြေချာဒီသုံးလုံးတန်းထားတာငါမလေးကြကြတဲ့အတိုင်း6လက်မှအသိရှိတဲ့မြင်းလေး3ချောင်းကျေရုံနောက်ဆိုပြီးချအပေါ်ဆုံးက6လက်မှရှိတဲ့မြင်းချောင်းလေးတစ်ခုချနောက်တစ်ခါဒုတိယ6လက်မှရှိတဲ့မြင်းချောင်းလေးအပေါ်မြင်းချောင်းတစ်လက်မှနောက်ထုတ်ချနောက်တစ်လက်မှပိုးသွားနော်မှန်ပါရဲ့ကြာနောက်က6လက်မှအသိရှိတဲ့မြင်းချောင်းလေးတစ်ချောင်းတစ်လက်မှနောက်ထုတ်ပြီးချမြင်းချောင်းလေး3ချောင်းချကြည့်လိုက်တော့ရှည်ရုံနောက်ဆိုပြီးပြည့်နေကြပြည့်နေရတယ်အဲ့ဒါအပေါ်ဆုံးမြင်းချောင်းလေးကကံရောက်ဖြစ်တဲ့ရုပ်အလေမြင်းချောင်းလေးကဥရုကြောင့်ဖြစ်တဲ့ရုပ်အောက်ဆုံးမြင်းချောင်းလေးကစိတ်ကြောင့်ဖြစ်တဲ့ရုပ်နော်မှန်ပါရဲ့ကြာအာရကြောင့်ဖြစ်တဲ့ရုပ်ဆိုတာကတော့အာရသမုဒ္ဒနာရူပဧသောအနာကာလိဌာနဘတ်တော်သမုဒ္ဓပိတိအာရကြောင့်ဖြစ်တဲ့ရုပ်ကြတဲ့အမှုမျိုးကြတဲ့အစာတဲ့ပါလာတဲ့ဩဇာတပြန့်နှံ့ပြီးဒီမှာအာရကြောင့်ဖြစ်တဲ့ရုပ်ပေါ်လာဒီတော့သူကဒီရုပ်သုံးခုနောက်မှာဘယ်တော့ကြာမှမသိဘူးအပိုင်းခြားပြီနော်မှန်ပါရဲ့ကြာနောက်အများကြီးကြာရင်လည်းကြာမှာပဲတဲ့တော်ကြီးကွာချပြီးပါဒီအာရကြောင့်ဖြစ်တဲ့ရုပ်ဖြစ်ဖြစ်လဲလာဖြစ်မှာပဲဒါပေမဲ့ပထမပိုင်းမှာအပြတ်အသတ်နောက်ကျနေရတဲ့အာရိကိစ္စဖြစ်တဲ့အချိန်ကစအပေါ်ကရုပ်သုံးပါးနဲ့တန်းနဲ့သွားနော်မှန်ပါရဲ့ကြာဒီခေါ်မှအသိရှိတဲ့မြင်းလေးတွေသဘောထားမြင်းကြောင်လေးသူကဝင်ပေါင်းလိုက်တယ်သူဖြစ်တဲ့အချိန်ကစသူကဝင်ပေါင်းလိုက်တော့မြင်းလေးကြောင်သွားနေလားသွားနေရပါကြာဆောက်လက်မှမြင်းကြောင်လေး၄ကြောင်စက်ကသွားအဲ့ဒါဘယ်ပြောင်းသွားလဲဆိုစိတ္တိစိတ်ကြောင်သွားဟုတ်လားမှန်ပါရဲ့ကြာအဲ့ဒါပုဒ္ဓိဘဝလုံးပဲလူရလို့ဖြစ်လားပရိသေခဏအစစိတ္တိကြောင်ဖြစ်ဒီတော့ဒီမြင်းလေးကြောင်ဟာခြေရင်းနောက်ဆုပ်ကလေးတွေသွားတယ်နောက်အပြည့်ဖြစ်တဲ့ရုပ်တွေကလည်းဒီလိုပဲခြေရင်းနောက်ဆုပ်လိုက်သွားဟုတ်လားမှန်ပါရဲ့ဒီတော့ဒီမြင်းတွေမျက်စိနဲ့တန်းပြီးတော့ကြည့်မြင်းလေးကြောင်တန်းကြည့်လိုက်တော့အုံဇာကျိုးနဲ့တမူတူတယ်လို့တထွားတမိုက်ရှိတဲ့အုံဇံလေးတွေတစ်ခုနဲ့တစ်ခုအမိပြုပြီးတော့လွန်းတင်ပြစ်တာတော့အတောင်တရားရှိတဲ့ကျိုးကြီးဖြစ်လာလို့ပေါ့နော်မှန်ပါရဲ့ဗျဒါကြောင့်ဒေချာပြည့်ရဲ့ရုပ်ဒီနဗေဒကဟေစပ်ပြီးဆက်နေတဲ့ဖတ်တဲ့ကောနာမရပြီးတယ်နော်မှန်ပါရဲ့အဲဒီရုပ်ထက်တဲ့သဘောလက္ခဏာနဲ့သိတဲ့သဘောလက္ခဏာနှစ်ခုမင်းညာကတော်ကြီးနဲ့ကြာရနာနားလည်အောင်ဆိုပြီးတော့ပြောဒါတဲ့သဘောရှင်းတဲ့လူကရှင်းမယ်မရှင်းတဲ့လူလည်းမရှင်းဘူးဒါရဲ့အားလူအားရရှိလို့မင်းညာတော့ငါပြောပြီးကြောက်တယ်မုန်းကြီးပေါ်မြူယူခဲတဲ့ကာမဇယုတ်ကဟောဒီပဋိက္ခေစိဥပခဏရရှာဖြေခဏရပေါင်း50နဲ့တစ်ချက်ရှိတဲ့ချုပ်မြူယူနဲ့ဆွဲပြဥရိဇယုတ်ကပဋိက္ခေစိခီခဏရရှာဖြေခဏရ50တစ်ချက်ရှိတဲ့အခါချုပ်ဥရိဇယုတ်ကပထမဘဝစိဥပခဏရရှာဖြေခဏရ50တစ်ချက်ရှိချုပ်အာရိဇုကအမိမျိုးကြတဲ့အချိန်ကာလကစဥပခဏကစပြီးတော့ခဏငယ်50တစ်ချက်ရှိတဲ့အချိန်ချုပ်ရုပ်လေးကိုဒီလိုပဲတန်းပြီးသွားနေတယ်တောက်ကြမုံကျဲငါကကြီးတက်ကြရတဲ့ကောင်းရနဲ့ရိုက်ပြီးတော့မှအိုးယုံနဲ့ပွန်းပြီးတော့ပြဒုလူကြီးတွေအကုန်ကြီးအဲ့ဒီလိုများပြကြတယ်လို့ငါလည်းစိတ်ထဲစိတ်ကူးပေါ်လဲလျှောက်ပြောအဲ့ဒါမသိကြတော့ကဒီကပြတဲ့တဘာဝစိတ်ထဲမှာအရှင်းလားအထင်းလားဆိုကြလို့ပေါ်လို့ပြန်လာလိုက်ပြီးတော့ဆက်ရှင်မင်းကြီးကဒီကပြာရောက်အိမ်ရောက်ပြီးတဲ့ကြိုင်နဲ့မသိကြရုပ်နာရုပ်ထက်ဆက်ပုံလေးစက်ကူတဲ့မိကြကွန်ပါရက်ချစက်ကူတဲ့မိကြကွန်ပါရက်ချကာမဇယုတ်ကဥပခဏရရှားဖြစ်ဥရိဇယုတ်ကပဋိက္ခေစိခီခဏရရှားဖြစ်
စိတ္တဇယောဂပထမဘုံဥပဒနာရစဖြစ်ချုပ်တော့50တစ်ချက်ရှိတဲ့အခါခဏငယ်50တစ်ချက်ရှိတဲ့အခါချုပ်တော့ရှင်းဦးနောက်ဆုံးအတန်းလေးတွေနဲ့အဲဒါဒီအိမ်ရောက်သွားတဲ့ကြိုင်နဲ့အိမ်ဒီအိမ်သားတွေနဲ့ဒီကလူတွေပြောင်းနေလို့ရှိရင်တော့ပေါ့အောင်ဆိုပြီးတော့စိတ်ကူးညာကောင်းကောင်းနဲ့စက်ကူတဲ့ကွန်ပါနဲ့တိုက်ပြီးတော့ပုံစံနဲ့ချပြီးတော့မနေ့ကခါတော်တော်နဲ့လာပြီးပြကျုပ်တော့ဒီလိုလုပ်ကြတာပဲအမှားမှန်မရှိကြလားမင်းညာပြောတဲ့အဓိပ္ပာယ်ရတာဒီသဘောတိုက်နေမှာပဲအဲဒါဝိသိစိတ်တဲ့နဲ့ခုနှလုံးမှာခဏငယ်ပေါင်း50တစ်ချက်နဲ့ပြည့်ပြီးတော့ဒီကြတဲ့ကာမဂုဏ်စာဖြစ်ပုံလေးဥရိစိတ်ဖြစ်ပုံလေးအာရစိတ်ဖြစ်ပုံလေးစိတ္တိစိတ်ဖြစ်ပုံလေးရုပ်လေးမျိုးတော့အဲ့ဒါပုံစံနဲ့တခုကချမင်းနဲ့ဒီကြတဲ့ကတ္တလေးတွေချလက္ခဏာလေးတွေပြလို့အစီအစဉ်နဲ့ရေးရပုံစံလာပြီးကောင်းပါတယ်စိတ်ကမင်းကြီးရေးလာတဲ့ပုံစံအဲ့ဒါအမှားမှပြောင်းနေမဟုတ်ဘူးတဲ့ဒီလိုလဲမပြတ်သားရတဲ့ပုဂ္ဂိုလ်များပြတ်သားတဲ့ရှင်းရှင်းလင်းလင်းနဲ့နားလည်ခြင်းလို့ရှိရဲ့တဲ့ဒီပုံစံလေးတစ်ဆင်အားဖြင့်ရှင်းမြင်ပါတဲ့မနေ့ကလာပြီးသွားလို့ဒါကြောင့်ဒီခုပြောနေတဲ့ရုပ်ထက်တဲ့သဘောလေးကြီးမျက်စိရဲ့အရှင်းလားအကွင်းလားအထင်းလားနဲ့မပြတ်သားတဲ့ပုဂ္ဂိုလ်များအဲဒီဆက်ရှင်မကြီးချတဲ့ပုံစံနမူနာကိုလိုချင်လို့ရှိရဲ့လို့ဒီမှာလာကြပါကောင်းပါအဲဒါပြောတော့ဒီအလွတ်ပြောပါလားနိုင်ရတဲ့အလွတ်နာကြတာတူတူပဲအဲ့ဒါနည်းနည်းညာရီတွေရင့်ကျက်တဲ့ပုဂ္ဂိုလ်ကြတယ်ဒီကပြောတော့တဲ့သဘောလေးတွေပြောစီတယ်ကြောက်တယ်မဟုတ်ဘူးတော့မြည်ကြီးနဲ့ဆွဲကြတယ်လို့ပဲအတန်းလိုက်အရှင်းလိုက်အကွန်းလိုက်ထင်းသွားဒါကြောင့်လည်းအိမ်ရောက်တဲ့ပုံစံပြန်ချလို့ဖြစ်ဒါကြောင့်သမာဓိတွေကောင်းတာပြီးတော့ဒီစာရလည်းပဲလိလာကြပါပွားများကြပါလို့သမာဓိကောင်းတာလိုက်လို့ရှိရင်တညနာလေရဒီလိုလားအခုတော့ဘယ်နဲ့ပြောဘယ်ညပြောသဘောရဲ့ဘာမှမမိဘူးဆိုတဲ့လူကြတော့အဲ့ဒါစတီးလာတဲ့ဘာမှမမိရတဲ့လာရတဲ့လူတွေများဒါမှမမိစရတဲ့အခြေခံလေးနဲ့လာလို့ရှိရင်ဒီကြီးတော့ရောက်ရင်သဘောဟာပြောလိုက်ရင်ဒီညာနဲ့မှာရှင်းလင်းလေးထင်နိုင်မြင်နိုင်မှုအချို့လည်းရောက်ပါကြောင့်လို့အခြေခံအစပြပြင်ကြပြသလာတာအခုဝိသိစေဆိုလို့ရှိရင်10ရက်17ရက်ရောက်လာပေါ့ဒါကြောင့်ဒီဝိသိစေအကျိုးလည်းပဲဝိသိစေမိတို့ပြင်ကြပြရလို့ပြသားနားလည်ခြင်းကြောင့်ဘာကြီးပြီးများတယ်လို့ဆိုကြီးပြီးများတဲ့အဓိပ္ပာယ်ရတာလည်းမပြောရပေါ့မိဘောတန္တရာကြီးတွေဘယ်လောက်ပတ်နေတယ်ဘယ်လောက်ကျင်းနေတယ်ကုသိုလ်လည်းပဲကြီးပဲအကုသိုလ်လည်းကြီးပဲဒီစေနာတွေကပြီးတော့လည်းမိတို့လုပ်နေတဲ့ကုသိုလ်ကအကုသိုလ်ကဆိုတဲ့တရားတွေကပြုတိုင်းလည်းပဲကောင်းကျိုးဆိုးကျိုးပြီးတဲ့ဆိုတဲ့ဇောစေနာတွေဘယ်လောက်များတယ်ဆိုတာလည်းသိရဒါကောင်းတာလေးတွေရွေးပြီးမယ်ဆိုလို့ရှိရင်ဘယ်လောက်များအကျိုးတရားတွေများမလဲဆိုတာလည်းပဲချင်းချင်းတိုင်းပဲဒါရင်းလားမဟုတ်သေးဘူးရုပ်ကနံပြဆိုတဲ့သဘာဝလေးတွေလည်းကိုယ်ဣဇဒနာဖြစ်နေတာအမှားအဖြစ်ညာအဖြစ်မြင်တိုင်းလားသိတိုင်းလားဒါမို့အင်္ဂါရှိဒီလိုရုပ်ကနံပြသဘောလေးတွေပြီးကြတော့လေရှင်းနာပြောမယ်ပြမယ်ဆိုတဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးပါးကြတော့ဘယ်တော့တန်ဖိုးရှိမယ်ဆိုတာလည်းပဲဒါအင်္ဂါခီးရောက်အဲ့ဒါကြီးဥပကာရကိုအမှန်တများပါတယ်လို့ဒါကြောင့်လည်းတော်တော်ကြီးလေ့လာပြီးတော့အာထုကြဇမှာကျူးစားဇမှာလို့ဝိသိစေကဝေစေခါရဲ့စိတ်မပြတ်ပါနဲ့မပိုင်သေးလို့ရှိရင်ပိုင်တဲ့ပုဂ္ဂိုလ်နဲ့ပေပိချာလက်သက်သင်္ဇမှာမေးဇမှာနဲ့တိုက်တွန်းလာရဲ့အမတန်လေးနာရကြကြပါလေဝိသိစေဆိုတာဘယ်ဓမ္မဂတိကပုဂ္ဂိုလ်မဆို
နိုင်ငံကျော်တွေများလည်းများပါဘယ်တော့မှဝိတိအစင်ကိုတရားဟောတဲ့တရားပွဲတဲ့ဖြည့်ပြင်းပြီးတော့မဟောပါဘူးမတတ်လို့ဟုတ်ပါဘူးတတ်တော့တတ်ကြမှာပါဒါလည်းလို့ဟောလို့လည်းသဘောရှင်းမှာမဟုတ်ဟောကများမတ်တာဆိုလို့ရှိရင်ဟောလို့သဘောမရှင်းတော့မဟောပဲနေတော့ဘယ်တော့မှမသိဒါကြောင့်အမှန်တန်လည်းနာရဲ့ကြားရဲ့ဝိသိကျေဆိုတော့တရားတစ်မျိုးမှတ်တယ်မဟုတ်ပါဘူးဒီခုမဲရကြောင့်ဖူရကြောင့်ဆိုတဲ့ယုတ်ဓမ္မနန္ဒမခန္ဓာ၅ပါးရှိတဲ့သဘာဝတွေပြင်ပြလိလာနေတဲ့ယုတ်တရားနံတရားရဲ့အဖြစ်နဲ့အပြည့်သဘောကြီးဒါယုတ်တရားကြီးအသက်ဘယ်လောက်ရှိတယ်နံတရားကြီးအသက်ဘယ်လောက်ရှိတယ်နံတရားလေးဖြစ်လာလို့ရှိရင်ဘယ်လောက်ကြာရင်ပြည့်သွားတယ်ယုတ်တရားဖြစ်လာရင်ဘယ်လောက်ကြာရင်ပြည့်သွားတယ်ဆိုတဲ့သဘောကြီးဒီတရားရဲ့အဓိပ္ပာယ်ကြီးပြန်ပြီးတော့ဒီကြအစိမ့်ဆုံးဆိုတဲ့အနေအချင်းချပြတဲ့တရားဒါကြောင့်ပြန်လေးရပြတဲ့အတိုင်း30ဘုံအကုန်လုံးချုံလူတဲ့နတ်ကအသိရှိနတ်တဲ့ဇမကအသိရှိတခါအောက်ဆင်းသွားရတော့ရေတိစ္ဆာတိတာအတူတကယ်ဆိုတဲ့အပေလေးကအဆင်းသွားတော့မာဝီငရေကအောက်ဆုံးကအဲဒီမာဝီငရေကလည်းအသက်ရှိဆုံးအောက်ပိုင်းကျလည်းဒဇဒဇရှိပါအထက်ကျလည်းဒဇဒဇရှိတဲ့30ဘုံပြီးတော့လောရကြီးထဲမှာဒီလိုအသက်ရှိတယ်တူတယ်ဆိုတဲ့အနေအချင်းသမုတ်ပြီးလုံနေကြတာဟုတ်တယ်လားဆိုတော့ဒါသမုတ်ပညာအနေအချင်းသတ်မှတ်ထားတဲ့အလုပ်တွေပါလို့တဘောတခါသေးပရမတ်ဘောနဲ့ကြည့်လို့ရှိရင်တော့ဒီလိုသမုတ်နေစရာသမုတ်နေတဲ့အသက်ရှိစရာအကြောင်းကဘာလို့ရှိဘလို့တယ်ဘူးမှပူဒီကြပြည့်ကြည့်လို့ရှိရင်ဘာဖြစ်30ဘောအကုန်ဆုံးကြည့်လောက်ကြတဲ့ကအသက်ရှိတဲ့ကြောမှန်မှန်လို့ရယုတ်တရားနံတရားနှစ်ပါးမှာနံတရားနဲ့ကြည့်တဲ့ဥပတိပဲဆိုတဲ့ခဏငယ်30ပဲအသက်ရှိယုတ်တရားနဲ့ကြည့်ပြန်လည်းပဲခဏငယ်50နဲ့တစ်ချက်အသက်ရှိဒါကြပိုးပြီးတော့မရှိရှိလည်းမရှိကောင်းဒါပရမတ်နဲ့ကြည့်နော်မှန်ပါရဲ့ဗျာပရမတ်နဲ့ကြည့်ဇမာလည်းဇမာကြည့်တယ်ဒီလိုပဲနံတရားလေးကခဏငယ်3ချက်နာကြည့်လည်းနန္တရားခဏငယ်3ချက်လူကြည့်လည်းခဏငယ်3ချက်ခွေးဝဲပြင်းငယ်ဆိုတဲ့ဣတိရိစ္ဆာန်တွေကြည့်လည်းခဏငယ်3ချက်အိဋ္ဌာန်တွေကြည့်လည်းခဏငယ်3ချက်အနော့နော့ပဲရှိတယ်ဆိုရမဟာဥကြီးငရေသားတွေကြည့်လည်းခဏငယ်3ချက်ရုပ်တဲ့နဲ့ကြည့်ကြတယ်ဟိုးအထက်ပြမကစခဏငယ်ပေါင်း50နဲ့တစ်ချက်တည်းရှိနာကြည့်လည်းဒီလိုပဲ50တစ်ချက်လူကြည့်လည်း50တစ်ချက်ခွေးဝဲပြင်းငယ်ကြည့်လည်း50တစ်ချက်ဟိုးမာဝီငရဲအိမ်သာရှိလာပါတယ်ဆိုတော့ငါမာဝီငရဲသူငရဲသားကြည့်လဲခဏငယ်50နဲ့တစ်ချက်ရုပ်တဲ့နံတဲ့နဲ့တွေ့ဒီတော့ပဲကြည့်နော်မှန်ပါတယ်ဗျာအဲဒီခဏငယ်3ချက်ဆိုတဲ့နံတဲ့ကလေးတွေခဏငယ်3ချက်ကျပြောင်းပြီးတော့အစားသွန်းသွားလူဘွားကြီးရှည်လျားစွာနေဒါရတဲ့သူငါကတော့မှတ်ကြတာတော့ငါအသက်40ကျော်ပေါ့50ကျော်ပေါ့60ကျော်ပေါ့90ကျော်ပေါ့80 90ကျော်ပေါ့နဲ့အစကြီးရရင်ဒီလိုပဲခေါ်ကြအမှန်ကသူ့တည်းဒီ40လည်းမဟုတ်50လည်းမဟုတ်60 90 80 90လည်းမဟုတ်100လည်းမဟုတ်ဘာမဟုတ်သူ့တည်းဒီကြကြီးခဏငယ်3ချက်ပဲရှိနော်မှန်ပါတယ်ဗျာဟုတ်ကဲ့လားမှန်ပါတယ်ဗျာရုပ်တည်းကြီးခဏငယ်50တစ်ချက်ရှိကောင်းရှိအခုဖြစ်အခုသေးအခုဖြစ်အခုသေးဆိုတဲ့သေခြင်းနဲ့သေနေတာဒါခဏိကမရဏခေါ်နန္တရားလေးတစ်လုံးဖြစ်လာလို့ရှိရင်ဥပက္ခစာဖြစ်ပင်ကြပြေဟုတ်လားပြတ်ပါရဲ့ကွာအဲ့ဒါပြတ်တဲ့သေးတဲ့ခေါ်ဒါခဏိကမရဏခဏငယ်သုံးပြအားဖြင့်သေးပေနေအလေးခေါ်တယ်ခဏိကမရဏတဲ့သေခြင်းသုံးမျိုးရုပ်ကြည့်ရလဲခဏငယ်50တစ်ချက်ကြီးပြည့်သွားပြန်ပေါ့ဒါလည်းရုပ်တည်တဲ့ခေါ်နော်မှန်ပါတယ်ဗျာဒါရုပ်တည်နာတည်ပရမတ်တည်တတ်ပြီခန္ဓာတည်အာရဏတည်တတ်ပြီခေါ်ရုပ်နာတည်ဒီလိုသေးနေပါပဲဒါဖြင့်ရုပ်တဲ့နာတဲ့ဘေးချာတက်ကြည့်လို့ရှိရဲ့ဖြစ်နာတဲ့ကခဏငယ်3ချက်ရှိတယ်ရုပ်တဲ့ကခဏငယ်50တစ်ချက်ရှိတယ်ဒါလည်းတို့မရှိအောင်တို့ဘာလို့ဒီလူတွေကနှစ်ပေါင်း60 90 100အစရကြသဘောအလုံးကြီးမပြေပဲနဲ့သုံးလုံးလဲနေပဲနဲ့လှုပ်လို့ရတယ်ပေါ်လာတယ်ပါတော့
အခုနစောစောပြောတဲ့စိတ်တက္ကနာတစ်ချက်ခဏငယ်သုံးချက်ချင်းလဲပြီးတယ်ဟုတ်လားမှန်ပါရဲ့ဆရာအစားသွင်းပေးနေမို့လားအစားသွင်းပေးနေပါရဲ့ဆရာခဏငယ်သုံးချက်ချင်းအစားသွင်းပေးနေတာတဲ့ရုပ်ကလည်းခဏငယ်50ချက်ချင်းအစားသွင်းပေးတယ်ဟုတ်လားမှန်ပါရဲ့ဆရာအဲ့လိုအစားကြီးသွင်းပေးနေလို့ဒါကြောင့်60ရှိတယ်90ရှိတယ်80 90 100ရှိတယ်နဲ့ပြောနေကြတာပေချာတွေ့ကြည့်ခဏငယ်3ချက်ပဲသိရှိပါတယ်ဟုတ်ကဲ့လားမှန်ပါရဲ့ဘာနဲ့သရာတူလဲဆိုတော့ကြည့်ကိုညာလေးနဲ့ကိုစဉ်းစားပြီးတော့ကိုဖြစ်နေတဲ့ရုပ်ရှင်နာစနစ်တွေပြန်ကြည့်ငါတော့အရင်တော့မွေးရဒီကိုနဲ့ဒီစိတ်တွေလာလိုက်တာခဏအထိမွေးရဒီစိတ်မွေးရဒီကိုလို့ငါစိတ်ကတော့ဒီလိုထင်းနေအခုတော့လက်ဆက်ရကိုရမြခေါ်တော်မူတဲ့တရားတော်ဒေသနာနဲ့အန်တိုက်ကြည့်တဲ့အခါကျတော့တို့ဖြစ်တယ်လေယုံနာနှစ်ပါးအဲ့ဒီယုံနာနှစ်ပါးကိုငါဆိုတော့အထင်မှားလို့မှားနေတာမှန်ရလားလို့ပြန်ပြီးတော့မဟုတ်ပါဘူးမှားနေပေါ့အဲ့ဒီလေယုံနာနှစ်ပါးယုံနာနှစ်ပါးကတခုပြီးတခုအစားကွန်းနေတာတခုရှည်တာမဟုတ်ဘူးလို့နန္တရားလေးကခဏငယ်3ချက်ရှိတဲ့ရုပ်ပြခဏငယ်50တဲ့တစ်ချက်ရှိဒါပဲရှိနော်မှန်ပါရဲ့ဗျာအစားကွန်းပြီးနေလို့အစားကွန်းမှမသိလို့မိကိုမိအမိဝမ်းင်းကမွေးလာတဲ့အချိန်ကကြဒီအသိဉာဏ်နဲ့ဒီစိတ်နဲ့ဒီကိုခဏိတိဆေးတာပါးရတယ်သူတို့ထင်းနေနော်မှန်ပါရဲ့အမှန်ကကိုဝိတ္တိအစဉ်နဲ့ဝင်ပြီးပြင်လိုက်တဲ့အခါကျတော့ရုပ်ရှင်နာစရာသူတို့ဖြစ်နေသကိုလို့ကိုယ်ကိုယ်လည်းကိုပြန်ညာနော်မှန်ပါရဲ့ဗျာဘာလဲဥမာဒူလဲလို့အခုပြီးငါမျက်မြင်ကိုယ်ရစီတွေ့နေကြတဲ့လဲတို့မော်တော်ကားတို့မီးတာတို့ဒိဋ္ဌိသွားတဲ့အရာဝတ္ထုတွေကြည့်လဲပညာအချင်းအပြည့်3000တောင်လောက်ရှိပတ်ဝန်းကျင်ဆိုလို့ရှိရင်ပြည့်အနည်းဆုံး9000လောက်အဝိုင်းနော်မှန်ပါရဲ့ဆရာမြင်မို့လားမြင်ပါလဲကြီးလဲကြီးတယ်ဘယ်လာမဟုတ်လဲကြီးရေကြီးပေါ်ရှာပြီးတော့ဖြည့်နွားလာကျုံလဲပြီးအနောက်ကတေးကြီးနဲ့လဲလိုက်လဲမောလဲအိမ်တင်းလို့ဝင်းနေစီးတွေတင်းလို့ရေပေါ်တောက်တော့ပြီးဝင်ထားပြီးတော့ပွားနေကြလဲပြီးပွားဖို့ပေးကြကြည့်လဲပြီးဝင်ထားဖို့ပေးကြကြည့်လဲပြီးမြေနှင်းသွားဖို့လဲပြီးမြေနှင်းသွားတဲ့သဘောလေးပေးကြကြည့်အဲ့ဒီလဲပြီးရတခါရှာပြီးတော့ရေတက်မယ်ဆိုစစ်တောင်9တောင်ဒီမှာတော့ရှိအဝိုင်းနော်မှန်ပါရဲ့ဆရာအဲ့ဒီအဝိုင်းတစ်ခုလုံးမြေကြီးပေါ်အကုန်လုံးကြိုင်းနဲ့နင်းနေသလားလို့ဆိုတော့ဒီလိုမဟုတ်ပါဘူးဟုတ်ကလားမှန်ပါရဲ့ဆရာမောင်းသွားတဲ့ကကြည်လားမြေကြီးနဲ့လဲဘိန်းနဲ့ထိထားတဲ့နေရာလဲမောင်းသွားတဲ့ကကြည်လားမြေကြီးနဲ့လဲဘိန်းနဲ့ထိထားတဲ့နေရာတဝါလောက်၄ပြလောက်လေးရှိဟုတ်ကလားမှန်ပါရဲ့ဆရာလေးပြတော့ရှိတယ်မဟုတ်လားလေးပြတော့ပါဗျာမင်းကြီးလည်းမင်းမောင်းလည်းမြင်လည်းမပြန်ကြည့်ဘူးလားကြည့်ပါရဲ့ဗျာမြေကြီးနဲ့ဘိန်းနဲ့ထိထားတာနင်းထားတာဘယ်လောက်ကြာလက်တော်လောက်ပါဗျာအေးလက်တော်လောက်လေးပြတော်လေးနော်မှန်ပါရဲ့ဗျာအဲဒီလေးပြတော်လေးရဲ့မြေပေါ်တီးနေမြေပေါ်မီးနေဟုတ်လားမှန်ပါရဲ့ဗျာအပေါ်ဝင်နေထမ်းတာအဲဒီလေးပြတော်လေးရဲ့မြေကြီးနဲ့အဲ့ရဲ့အပြည့်ထိနေတယ်နှင်းနေတယ်တီးနေတယ်ဆိုတာအားလုံးတော့မျိုးစီမှာမြင်ရပါလိမ့်မယ်နော်မှန်ပါတယ်ဗျာလေဒီကြီးကြည့်ကြတော့အကုန်လုံးကမြေပေါ်ပြီးပြီးကြီးနေကြလားမပြီးပါဘူးကြာဒီရတယ်ကဘေးရပြီအော်လေဝင်းရဲ့လက်ဆက်ကတော့လေဝင်းကကြီးကြမြေပေါ်ပြီးပြီးကြီးရလေးပြတော်ရှိလေးပြတော်အနာတစိတ်နော်မှန်ပါရဲ့ဗျာဒါကြီးနဲ့ကြီးနေသွားတော့ဒေကြကြီးဒိဋ္ဌိလဲပါလားလဲပါပါလဲတော့အကုန်လုံးတကယ်နဲ့ဘင်းရဲ့အေးရဲ့ပါဝင်ကြီးရှိနေအကုန်ရေပေါ်တခါတည်းထိနေသလားမထိပါဘူးကွာထိလားမထိပါဘူးလဲတော့ဘယ်နဲ့လို့သွားဒီကလဲလေးလဲပါလားအော်လဲလေးအစားကျုံးပါလေလားမှန်ပါရဲ့ကွာနားရအေးလဲလေးချင်းကြောင်းတော့မဟုတ်လားမှန်ပါရဲ့ကွာ
လေးလေးပြောင်းသွားတော့အပြောင်းရဲ့ဆဲကနေတော့ရေကြီးရလက်အကြီးပုံကြသွားသေးလားမကြောက်ဘူးလားကြောက်လားမကြောက်တည်ရပေါ့နော်မှန်ပါရဲ့ဆရာဝင်နေလဲခိုင်းရပေါ့ခိုင်းရပါရဲ့အေးဒါရဲ့ဝင်ထားတာညနေတော့လေးဘစ်တော်အခုသွားတော့လေးဘစ်တော်ချင်းလဲတယ်ကွာညဲလားညဲပါရဲ့ဒီပမာလိုပဲအာနုတော်ကုသနာငါဆိုတဲ့သမုဒိပညာဖြင့်သမုတ်ထားတဲ့လူတွေနတ်တွေပြမာတွေခွေးဝဲကျက်ခဲ့ငရေလူငရေသာအစာဤတာတွေ30ဘောအကုန်လုံးချုပ်ကြည့်တတ်တော်ရီဘလူတွေဘလူကလက်ရှိတယ်ဘလူတွေဘလူကလက်ရှိတယ်နဲ့အသက်အတိုင်းဖြစ်ပမာဏအဖြစ်နိုင်တာကြီးပြောတတ်ဆိုကြယူဆကြဒါအမှန်ကတော့သမုဒိပညာအနေအချင်းခေါ်သမုတ်ကြတဲ့အလုပ်ကြီးပါလို့နော်မှန်ပါရဲ့ဆရာဒီပမာဏရှိတယ်နှစ်ကာလပြိတိရာဖိုင်ကြပြီးခေါ်သမုတ်ကြတာမဟုတ်ပါဘူးတဲ့သမုဒိပညာအနေအချင်းပြောထားတဲ့စကားတွေဘုရားဆက်ဆက်ပရမတ္ထအနေအချင်းကြည့်တယ်ဆိုလို့ရှိရင်30ဘောအကုန်ဆုံးပြီးအထက်ဆုံးဆိုတဲ့အသက်အရှိဆုံးပြမအောက်ဆုံးအသက်အရှိဆုံးဆိုတဲ့မာဝီငရေကဤသာပေးကြရသူတို့ရှိတဲ့ယုံနာနှစ်ပါးနာတရားကဘယ်လောက်ပေးစီခဏငယ်3ကျဲဒါပဲလားဒါပဲဆရာယုတ်တရားဘယ်လောက်ပေးစီခဏငယ်50 30သူတို့လို့လားမှန်ပါရဲ့ဆရာဒါရရှိသေးတယ်မရှိပါဘူးဆရာဒါပြီးတော့သူတို့ပြမောင်း90တရားသိမ့်နှံ့ကလေးနဲ့ဓမ္မသက်တွေငရဲသက်တွေနဲ့ကျွတ်တော့မရင်မတွက်အောင်ရှင်းတဲ့အသက်တွေကဘယ်နဲ့လုံနေတုံးလို့ဆိုတော့အဲ့ဒီခဏငယ်30ကျဲလဲသွားနားလေပါဗျာခဏငယ်30ကျဲလဲသွားနားတော့သွားကြတဲ့ယထာလှည့်လဲသွားတယ်မတူလားတူပါရဲ့ဗျာအသာဆုံးပါတော့နော်မှန်ပါရဲ့ဗျာသိတဲ့ကနာတစ်ချက်ချင်းကြောင်းသွားတာရုပ်တက်ကလေးတွေတစ်လုံးချင်းကြောင်းသွားတာနာမ်တက်ကလေးတွေတစ်လုံးချင်းကြောင်းသွားတာရက်တကြီးအကုန်လုံးအပြင်းမပြတ်ဒလက်ကြီးဆက်နေတယ်လို့ဒီလိုမဟုတ်ပါဘူးအစားဆုံးသွားတာဒါကြောင့်လဲပြီးရေပေါ်လဲသွားတာလေးသဘောပေါက်ကိုယ်တိုင်မျက်စိအပြည့်သေးချာကြည့်လက်ဆက်တော့တဝါလေးပြီးကျလဲသွားပါပဲလဲပြီးတစ်ခုလုံးရေပေါ်ဖြတ်ပြီးတော့အကုန်လုံးပြီးနေတဲ့ပုတ်ပါဘူးနော်မှန်ပါရဲ့ဆရာဒါကြောင့်ပရမတ္တတော်တတ္တနာပိတောဇီဝိတေကနောဧကနေလိပတိတေနရထစက္ကဝဝုတ္တိကျန်ကပြတာတဲ့ပါဠမတတ္တနာတတ္တဝါရိဇီဝိတေကနောအသက်ရှိတည်နေမှုသည်ပရမတ္တတော်ပရမတ္တအားဖြင့်ပရိတောသိတ္တခဏတစ်ချက်ခဏငယ်30ပြတာအသက်ရှိတော့ကြောင့်အညော့အလောတူတောင်းလာပြီတတ္တဝါတွေအသက်ဘုရားဆက်တာပရမတ်နဲ့တွေ့ကြည့်တော့ခဏငယ်30ရှိတယ်ဟုတ်လားမှန်ပါရဲ့ဆရာဒါကြောင့်ဘယ်ချိန်လေးမဆိုကြည့်လိုက်ဖြစ်ဆဲဆိုတဲ့ရုပ်ကလေးနဲ့ဖြစ်ဆဲဆိုတဲ့နာမ်လေးတွေ့မို့လားဒါပါဆရာလွန်သွားတဲ့ယုံနာတော့ထုတ်သွားပြီလားထုတ်သွားပါရဲ့ဆရာမလုံသေးတဲ့ယုံနာလည်းဖြစ်သေးဘူးပေါ့ဖြစ်သေးအောင်ဆရာသူကအနာကနော်မှန်ပါတယ်ဆရာအတိတ်ယုံနာကြည့်တယ်ရှိပြီးထုတ်သွားပြီအနာကယုံနာကြည့်တော့ရှိကိုမရှိသေးဘူးဖြစ်ကိုဖြစ်သေးနော်မှန်ပါတယ်ဆရာဒါပေမဲ့ခုဘုရားဆက်ဆက်တွေ့နေတယ်ဆိုတော့ယုံနာပါတော့ပြစ္ဆုတ်ပါနော်မှန်ပါတယ်ဆရာဖြစ်သေးဒါတော့ကြည့်လိုက်မင်းတို့ဘယ်ချိန်ဖြစ်ကြည့်ရင်နာလဲဥပတိရဲဆိုတဲ့ခဏငယ်သုံးချက်ဖြစ်သေးဆိုတဲ့နာတလုံးတွေ့ရုပ်ကြည့်ကြလဲဥပတိရဲဆိုတဲ့ဒီကာလခဏငယ်49ချက်အားရှိကြတဲ့ရုပ်ရဲ့တည်ငြိမ်မှုလေးလာတွေ့ဒီနေ့ခုလည်းတွေ့အဲ့ဒါကြည်တိုင်းဆင်ခြင်တိုင်းစဉ်းစားတိုင်းဖြစ်သေးဆိုတဲ့ယုံနာတစ်ပါးကပြစ္ဆုတ်ပံကိုတရားပြပြပါမယ်နော်မှန်ပါတယ်ဆရာပြစ္ဆုတ်ပံကိုဆိုတာများအပြောကထွားလုံးပြစ္ဆုတ်ပံဖတ်တက်ကလေးပြစ္ဆုတ်ပံကိုကြလားပြစ္ဆုတ်ပံဖတ်တက်ကလေးကြားရလားပြစ္ဆုတ်ပံဖတ်တက်ကလေးကြားဖို့များသေသေးချာလုံးဝကြိုးကိုအားထုတ်ပြီးလိုက်ရှားနေကြတယ်ရှားရင်ငါမဟုတ်ဘူးနော်မှန်ပါတယ်ဆရာကြည့်ကြတဲ့ချိန်ကြည့်နားထောင်နေတဲ့ချိန်ထောင်နာကျင်တဲ့ချိန်နာစားကျင်တဲ့ချိန်စားထိကျင်တဲ့ချိန်ထိသိကျင်တဲ့ချိန်သိအောင်တော့ပါနော်မှန်ပါတယ်ဆရာအောင်တော့ပါနဲ့
အကြည့်တဲ့ဆောက်ပါနဲ့တိုက်တိုင်းသိမှု၆ခုပေါ်လာတာစက္ကူညသောတောင်းညကာနာဝညစေဝံညကာဝညနောင်းဝညနဲ့တက်တော့တစ်ဖြတ်နဲ့ပေါ်အဲ့ဒါမင်းတို့ပြီးတယ်ဆိုတော့ပြစ်စုံပံကိုင်းကြီးဆိုတာမှတ်ပြစ်စုံပံမကိုက်ကြလို့အတိတ်လိုက်ကြလို့ဖြစ်ပါမလားမဖြစ်ပါဘူးကြာအောင်းလို့ဖြစ်တယ်မလာရပါဘူးဟောဗျာအနဲ့အော်ကြာအတိတ်ကမလာသေးဘူးလားအတိတ်ကဘာခေါ်ဟိုဘဘွားဟောဗျာဟိုဘဘွားဆိုတာဟိုရအများကြီးခင်ဗျအတိတ်ဆိုတာဘာခေါ်ဖြစ်တယ်ဝါကြာဟောခီးပြကြကိုဘေးရိုင်းရောက်တော့ကြီးမားတယ်ဒါဖြစ်တယ်ဘွားအတိတ်ဆိုတာဘာခေါ်ပြောခေါ်နိုင်ပေါ်မယ်နော်မင်းကလည်းတွေ့ရဲ့အတိတ်ဆိုတာဘာခေါ်လို့မလာရရဖြစ်ပါလားဒုက္ခမိဆိုရင်ပေါ့ဒါကြောင့်လည်းတမီးတဲ့ဘုန်းကြီးတွေကရောမှာအကြနေလို့ပါကျောင်းကလည်းမရအထိုက်ကမသိလို့မအားလည်းငါသမီးရဲ့ဒုမရှိတော့ကွာကျောင်းဘုန်းကြီးတို့ဆုံးကလိုက်ပါကျောင်းကလူရတဲ့ဘုန်းကြီးတွေသိအကျောင်းရတယ်မဝင်ရှာလူကြီးတွေရှိကြတော့ဒီကတော့အစုံရဲ့သွားနေမှာဆိုအစုံရဲ့ပြီးဆုံးဖို့အောင်သွားဆုံးကလေးချဟိုဆုံးပါလဲပြီးတော့ဘုန်းကြီးဝေပါကြပြန်လာပြီးလှုပ်တဲ့တကယ်တော့မှကြောက်လိုက်ပါအောင်ဘုရားကြောက်ရှာတယ်နော်စကားမှားတကယ်တော့မှကြောက်လိုက်ပါအောင်ဘုရားဆိုတော့ဘုန်းကြီးကလူတော့ဘာမှပြောပါဘူးတော်ရိုင်းတဲ့ကလေးမအောင်ဘုရားတိုင်မာရောအဲကြောင့်မှနေသမီးကတနည်းငါခေါ်လာပို့တယ်ပြန်လာနီးကြတော့ဘယ်တော့မှပြန်မောင်းလို့ဆိုတော့ပေါ်ခုတော့ဒီလိုမဟုတ်တပည့်တော်မှကြွလိုက်ပါဦးဗျာငါမယုံမတင်မလေးမစားလုပ်သွားတယ်တော်လာရဲ့ကြောင့်မှဒီတော့ပြောတယ်မမဗျာဒီကလေးမအမေရှိလိုက်တာဆိုဒီနည်းကြီးပဲလို့ကြောင့်မှတခါကြောက်ဘုန်းကြီးကက်တော့တာပဲသမီးမလိမ္မာလို့ရိုင်းရိုင်းလို့မေးတိုင်မှမေးတော့ပူဆိုးနေပေါ့သူသမီးအမေကြီးလိုက်ဒီနည်းပဲလို့ငါတော့ကြတော်ခဲ့နေပေါ့မလောက်လေးမလောက်စားပြည့်ကုန်ပေါ့ဒီကြောက်မှသားပြီးတော့ဘယ်လိုဖြစ်မှန်းမသိတော့ရိုင်းရိုင်းတာတွေကြောက်နေတာလည်းတွေ့တော့ငါတိုင်ခဲ့ကြောက်နေတာကတခါတော့လာတော့ကြောက်နေတာတိုင်ဘုန်းကြီးရဲ့အခဲမကြည့်အေးကြောက်နေတာခင်ဗျာမဲသမီးရပထမဆုံးငါသူတို့ပဲကွယ်ရိုင်းကြစော်ကားစွာဆိုသူတို့ပဲတကယ်တော့မှကြွလိုက်ပါဦးလို့ငါနှုတ်ဆက်အပြောမတော်အဆိုမတော်ဆိုသူတို့ငါလည်းသုံးပါပါရေးဆိုပြီးတော့မင်းကြောက်မှငါတိုင်တယ်တိုင်တော့မင်းကြောက်မှသုံးပါပါမလားသုံးပါမလားလို့အောင်းပြီးပါသူကတခါထပ်ပြီးတော့ဆိုးပြန်တာဘယ်နဲ့တော့ဗျဒီကလေးမှာအမေရှိဒီနည်းပဲဆိုတော့ပိုးဆိုးတာပေါ့ဟာမင်းကြောက်အမှနဲ့မင်းသမီးနဲ့အလုံးအနှုတ်အပြောဆိုရိုင်းရိုင်းကိုမင်းကလည်းသုံးမအောင်မှာပေါ့ဒါမဲ့ငါတိုင်ကြတာပဲကြောက်တာတော်စိတ်ဆိုးတယ်မိုက်တဲ့ကလေးမှာကြောက်အမှလည်းဘာမှမသိတော်တော့ကိုမိုက်တဲ့တမ်းဘုန်းကြီးကတော်ကျင်းတဲ့ဘာကျိုးဆိုရဲတော်ကျင်းလိုက်တော်တော့ကိုမိုက်တဲ့တမ်းဒီသားကြီးနောက်တခါအရှင်ဘုရားကြောင်းနဲ့ချီတော်မဆရည်နဲ့ဗျာမင်းလည်းပြေးခိုးလို့ဘယ်လိုပြင်နေတာအတိတ်ကဒီဆိုမှပြန်ပြောတော့အတိတ်ကပါလို့ကြောင်းရပါဟောလောက်ကုန်ပြီနောက်တစ်ခါကဥပမာထပြရတော့နိုင်ရှိတော့ပါပဲဟာနောက်တစ်ခါဥပမာထပြရတော့နိုင်ရှိတော့ပါပဲအကြောင်းတရားဘာပြောမှမသိကြအတိတ်အနာကပြစ္ဆုတ်ပံဆိုတာနားလည်လား
အတိတ်ကဘာလို့ပြည့်စဲပါလားဟာသိကိုဟဲ့ဘယ်လိုသမောင်းဒီပါကွာကိုရခမက်ကြရရလားစားရတယ်မစားရဘူးအော်တားကြောင့်ထင်တယ်သမီးမစားခဲ့ရသေးဘူးတဲ့ရင်းနဲ့ချုပ်ပြီးရုပ်တက်ထွက်လာလားမဟုတ်ကြဟုတ်ရင်းလိုက်ကျန်တာတော့လုပ်ဘယ်နဲ့ရင်းလိုက်ကျန်တာတော့လုပ်အောင်မယ်တော်အရေးကြီးပါပဲဟုတ်တယ်မြင့်ပါလားပြန်နေခဲ့လူကြီးမို့လိုက်ရကြအမငါလည်းမခေးပါလေလူကြီးတိုင်းရပါလေဒီလိုကြိုက်ပွဲသွားတာဟုတ်ကဒါနဲ့ဒုစရပဲလို့လူကြီးကလာခဲ့တယ်လားမှန်ပါဗျာအမလေးမျက်စိမျက်စာတွေပြားပြုတ်ငါမြင်သေးလားမြင်ပါရဲ့မြင်လားဖြစ်မှဖြစ်ရလေကွာအတိတ်ဆိုတာလွန်ကြီးကိုအတိတ်ခေါ်တယ်နားလေလားဟုတ်ပါဗျာအနာဂတ်ဆိုတာမလာသေးတာလာရတာမရောက်သေးတာနော်မှန်ပါရဲ့ဗျာနားလေလားနားပါပါပြစ္ဆုတ်ပန်ဆိုတာအခုဖြစ်စေရောက်စေနော်မှန်ပါရဲ့ဗျာကဲနေထေကြောင်းပြတ်တာတော့ကမှတ်တာမနေ့ကရဲ့ဒီနေ့ရဲ့နှစ်ပိုင်းမင်းရဲ့နားလေနားရပါမနေ့ကပါလို့လွန်ခဲ့တာပါဗျာအတိတ်ပါဗျာနားလေနားလေပါမှတ်တယ်နော်မနေ့ကပါလို့အတိတ်ပါဗျာဒီနေ့ပါလို့ပြစ္ဆုတ်ပါဗျာလက်ပြပါလို့လာလက်တပါဗျာတော်တော့ဘယ်ဆန်းနေကောဆန်းနေကောပါကွာမေဟိုကအတိတ်တွေပြည့်စုံပါနေပြောအနာဂတ်တွေပြောပါမှာဘောဟာမနေ့ကပါတော့အတိတ်ပါဗျာဒီနေ့ပါတော့ပြစ္ဆုတ်ပါဗျာလက်ပြပါတော့လာပါဗျာလာလက်တက်လို့ပါမမီလားမမရဗျာဗမာလူပြန်ပြောလားမနေ့ကပါတော့လွန်ကြီးလွန်ကြီးရဗျာဒီနေ့ပါတော့ပြည့်စဲပါဗျာလက်ပြကလာရတာပါကိုကလာရတာကြိုက်တယ်ဟုတ်လားရှင်းလက်တာရောက်လက်တာလာရတာဟုတ်လားမမရလားမမရဗျာမလီကာသိမ့်မင်းမှားတယ်လို့ကွာငါလည်းပြရလို့အတိတ်နာကပြည့်စုံပါမမရလားမမရဗျာဒီကြပြန်ကြည့်ဒီတော့အတိတ်ကိုရှုလို့ရှိရင်တွေ့နိုင်မှာမလားမတွေ့နိုင်ပါဘူးဗျာလုံးပြီမို့လားလုံးပါဘူးဗျာအတိတ်ကိုလှမ်းကြည့်လို့ယုံနာလေးတွေမရှိဘူးလို့ဖြစ်ပြီးဟုတ်နော်မှန်ပါတယ်ဗျာပြည့်ကုန်ပြီဒါပေမဲ့အနာရလှမ်းကြည့်တော့မြင်အောင်ပါမလားမမြင်အောင်ပါဘူးဗျာအဲ့လိုမြင်အောင်မရှိတော့ပါဗျာမရှိသေးလို့မဖြစ်သေးလို့ဘယ်လိုမလားမှန်ပါတယ်ဗျာဒါဖြင့်သိစေဆိုတာပြည့်စုံမှာမဟုတ်လားမှန်ပါတယ်ဗျာအတိတ်လားကြည့်လို့လည်းမမြင်ဘူးယုံနာအနာကလားကြည့်လို့လည်းမဖြစ်သေးဘူးဘယ်နဲ့နီးမှပြစ္ဆုတ်ပံကလွဲလို့မဖြစ်ပါဘူးပြစ္ဆုတ်ပံဆက်တက်ကလေးဆိုတာပြေချလည်းမှတ်ဒါကြောင့်တို့မြင်စေကြားစေနားစေစားစေထိစေပြီးစေဆိုတဲ့ဝိညာဏတတ်တဲ့ဆောက်ရသွားတာဒါသိမှုလေးအကျဉ်းပြတတိတဲ့သိနေဆိုတဲ့သဘာဝလေးဒါပြစ္ဆုတ်ပံကိုင်းကြီးဆိုတာမှတ်နော်မှန်ပါတယ်ဗျာဒါကြောင့်ကြည့်လူတဲ့နာတဲ့ဇမတဲ့ခွေဝဲကျဲခဲ့ဘယ်တိရစ္ဆာန်ပြိတ္တာသူတွေကပဲလိပါတဲ့ဘလူတဲ့ဘလူကရှင်းရဲဆိုတော့တက်တန်းနေရှင်းမှုတွေတစ်ခုနဲ့တစ်ခုနှိုင်းရှင်းပြီးတော့ပြကြတယ်အမှန်ကဒါသမုဒိပစ္စာနေရာပြင်ခေါ်သမုဒ္ဒတဲ့အလုပ်တွေပါတဲ့လာရက်တို့လာတို့နှစ်တို့ဟုတ်လားမှန်ပါတယ်ဗျာပရမတ်တဲ့သဘာဝကြည့်လို့ရှိရင်ဖြစ်ဘာမှမရှိပါဘူးတဲ့ပုဂ္ဂိုလ်ဘောအကုန်လုံးချုံကြည့်ဘလူတဲ့ဘလူကပိုးပြီးတော့မရှိပါဘူးတဲ့ဘယ်နဲ့ဖြစ်နေတော့နာတဲ့ကလေးတွေကဥပ္ပတိပဲခဏငယ်သုံးချက်စီပြည့်သွားတာခဏငယ်သုံးချက်ပဲသိရှိပါတယ်ဘယ်လိုမလားမှန်ပါတယ်ရုပ်တဲ့ကြည့်လို့လည်းခဏငယ်50တစ်ချက်စီပြည့်သွားတာပဲဒါလည်းပိုးမရှိပါဘူးဒါရဲ့ခဏငယ်သုံးချက်ချင်းအစားသွင်းသွားတဲ့သဘောလေးနော်မှန်ပါတယ်ဗျာရုပ်ကြည့်လည်းခဏငယ်50တစ်ချက်ချင်းလဲပြီးတော့အစားသွင်းသွားဟုတ်လားမှန်ပါတယ်ဗျာဒါကြောင့်အသက်တွေရှိတယ်ထင်လို့အမိမွေးလာတွေကငါဒီရုပ်နဲ့ဒီကိုဒီနတ်နဲ့ဒီပြီးခဏိတိရှိတယ်ပြည်တဲ့အချိန်ထိရှိတယ်လို့သူတို့ယူဆအမှန်ကမဟုတ်ပါဘူးလို့တစ်ခုပြတ်မှတစ်ခုဖြစ်တစ်ခုပြတ်မှတစ်ခုဖြစ်
သူတို့လာကြအစားပွက်တာနော်မှန်ပါတယ်ဗျာဒါကြောင့်သတ္တနာသတ္တဝါတို့ဒီတေကနောအသက်ဒီရှင်နေမှုလေးဒီပရမတ္ထတော့ပရမတ္ထအားဖြင့်ပြိတောခဏငယ်သုံးချက်စိတ်တေကနာတစ်ချက်များလာရှိတော့အလွန်ပူတောင်းလာပြီမကျိုးလားတကလေးကျိုးပါရဲ့ဗျာခဏငယ်သုံးချက်ရှိနော်မှန်ပါရဲ့ဗျာဒီလိုဥပမာပုံစံဘာလို့နည်းမူကရထစက်ကလီဝိဆက်ဒီရထစက်ကလီဝိဆက်ဧကနေမိပတိပေနလေးပိတဝအနာဂုတစိတ်တေသဖြင့်ဝိတတိဤဝမြေ၌နင်းကသွားလာရက်ပြီးမြည်၍နေတဲ့ခဲ့လူဒီနော်မှန်ပါရဲ့ဗျာလေဝိနေကြီးဘောတော်ကားလေးနေကြည့်ယထာလေးနေကြည့်ဘယ်ကြီးဘယ်လောက်ပဲကြီးကြီးဘယ်ကြီးတစ်ခုလုံးမြေ၌တိုင်းနဲ့ကြီးနေပြီမဟုတ်မြေ၌ကြီးနေတယ်မြေ၌နင်းတာတယ်ဆိုတာတဝါလေးပြဟုတ်ကလားမှန်ပါရဲ့ဗျာတဝါလေးပြဆိုတဲ့အနာဂတ်တစ်စိတ်ကလေးနဲ့နင်းတာအဲ့ဒီတဝါလေးပြအနာဂတ်တစ်စိတ်ကလေးချင်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပြောင်းပြီးတော့ပြီးသွားတယ်အစားသွင်းသွားတယ်ခေါ်နော်မှန်ပါရဲ့ဗျာအဲ့ဒီပမာလိုပဲတဲ့မရုပ်သူငါဆိုတဲ့သတ္တဝါတွေအသက်ဒီဘလူတဲ့ဘလူကပိုးမရှိဘူးဒါကြောင့်30ဘောအကုန်လုံးခြုံကြည့်လို့ရှိရင်ဥပတိပင်ကြီးကအပြိုင်လိုက်သွားတယ်ဥပတိပင်နဲ့ရံကုန်ရောက်ပြီးတော့လူတွေသိနေမယ် electric ဓာတ်ကြီးကပေးကြတဲ့နာကြီးတွေရှိတယ်ဟိုက်ကိုယုံကြီးတွေဘူတာယုံကြီးတို့အကြည့်အကျအစာဥတွေပေးကြတဲ့နာကြီးနာကြီးတွေမှာတစ်ဖက်တော့ကြီးလို့ရှိတယ်နာကြီးတန်တာကြီးခေါ်တယ်နော်မှန်ပါရဲ့ဗျာအဲ့ဒီနာကြီးတွေကြည့်ဘယ်နာကြီးကြည့်နာကြီးဘယ်လိုပဲတွေ့ထားတာသူတို့ကတော့အိမ်ဆောင်ကမိနစ်ကြာမှတစ်ချက်ခုံသွားနော်မှန်ပါရဲ့ဗျာအဲ့ဒါဟိုကပေးတဲ့ electric ဓာတ်ခလုံးနဲ့သွားနေကြ3မိနစ်ကြာတစ်ချက်ခုံသွားနာကြီးတွေအိမ်ဆောင်တစ်ချက်ချင်းခုံသွားတာတကယ်နဲ့ဝင်ကြမလို့လားရနေရတယ်ဗျာနာရလက်တံလေးပေးချာကြည့်တန်တိုင်းဒီတိုင်းသွားတစ်ချက်တည်းခုံသွားဒီတိုင်းနဲ့အခုလည်းဥပတိပင်ဆိုတဲ့စိတ်တက္ကနာတစ်ချက်မှာခဏငယ်3ချက်ဆိုတဲ့ခဏငယ်လေးတွေနဲ့တွဲကြည့်ရင်30ဘောအကုန်လုံးခြုံလိုက်ဇမားရောနတ်ရောလူရောခွေးဝဲကြက်ခဲ့ဟိုမောင်ကြီးငရဲကြဘယ်တော့တကူအိဋ္ဌိပါကြီးတယ်ပြောဘယ်တော့ကိုကာအချင်းကြီးတယ်ပြောဘယ်တော့အကောင်တရားအချင်းကြီးတယ်ပြောဘယ်တော့အသက်ရှိတဲ့အချင်းကြီးတယ်ပြောနာဝညာနဲ့ကထွန်းနေဝင်လေအနေအချင်းအသက်ရှူးနေကြတဲ့သတ္တဝါတွေမှန်မှန်မရသောတော်ပြောတဲ့ရန်ကုန်မှာ electric နဲ့ဆက်တဲ့ဓာတ်နိုင်ကြီးနဲ့ပိတ်တူဥပတိပင်ဒီတိုင်းပါနော်မှန်ပါရဲ့ဗျာအသက်ဟာဒီတိုင်းနဲ့ဘာမှမရှိကြဘူးတဲ့ရုပ်တဲ့နာတဲ့နမနာတဲ့ကြီးလည်းခဏငယ်3ချက်ပဲရှိတယ်ရုပ်တဲ့ကြီးလည်းခဏငယ်50တစ်ချက်ရှိဒါကြောင့်ခဏငယ်3ချက်ချင်းဆက်ပြီးတော့အစားသွင်းပေးနေတာခဏငယ်50တစ်ချက်ချင်းဆက်ပြီးတော့အစားသွင်းပေးနေတာနော်မှန်ပါရဲ့ဗျာဒါပြီးတဲ့သမှုအနေအားဖြင့်ငါဖြူပြီးနောက်ဆုံးစိတ်ဒီစိတ်ကြတော့ပြေပေါ်သူသမုတ်တယ်သမုတ်လားသမုတ်ပါရဲ့ဗျာအလုံးကသမုတ်တော့ပြေခြင်းအလုံးကပါဇက်ကသမုတ်ပြီးမှပြေးရပြေးတယ်လို့သမုတ်ခါတဲ့ပြေးခြင်းမျိုးခေါ်အဲ့ဒါသမှုရိမရဏတဲ့ရုပ်နဲ့နာနဲ့နှစ်ပါးကြည့်တယ်တော့ပြေးလားဆိုပြေးပါဘူးတဲ့ပြေးအောင်လားမသေးပါဘူးဗျာဘယ်ပြေးလို့ဟိုဘက်အမြောက်ပြဒီဘက်ကသုရိစိတ်ကြဥပတိလေးစီဟိုဘက်ပဋိက္ခရိယဥပတိလေးဆက်ပေါ်ပါမဟုတ်လားပေါ်ပါရသေးလားမရပါဘူးဒါကြောင့်အမှန်ကရုပ်ဒီနံဒီကတော့ဥပကစဖြစ်တဲ့ရုပ်ဒီဥပကစဖြစ်တဲ့နံဒီပင်ကြပြေမှာပဲဒီလိုမဟုတ်လားမှန်ပါရဲ့ဗျာဒီတို့တော့ရုပ်ကလည်းဒီလိုလေခဏငယ်9ရက်တစ်ချက်စီတခါပြည့်သွားပြေရင်ဒါကြောင့်ရုပ်ဒီနံဒီပရမတ်ဒီဆိုတာကတော့ဥပတိရစီတိုင်းပြေနေကြတယ်ခဏငယ်3ချက်စီရင်တခါပြေလို့ခဏကမရဏကိုနော်မှန်ပါရဲ့ဗျာအခုနပြောသလိုငဖြူရတော့ပြိတ္တိခဏလာလိုက်တာလူတစ်ဘွားလုံးအသက်90 80နေပြီကမှနောက်ဆုံးပြေပေါ့အများကသမုတ်ဘာလို့သမုတ်မလှုပ်ဘူးရှူရချိုက်လည်းမရှိဘူးအပိတလည်းတင်းပြနေပေါ့ဒီမှာသမုတ်မဖြူတော့ပြေပေါ့ဟိ
တနည်းငဖြူတော့စုစိတ်ကြဖို့ဟိတနည်းငဖြူတော့ကံကုန်ဖို့ဟိတနည်းငဖြူတော့အိဋ္ဌရောက်ကြဖို့ဘယ်လိုမဟုတ်လားမှန်ပါတယ်ဗျာအဲ့ဒါအများကသမုတ်လိုက်လေပြီလို့ဒါသမုတ်ဒီမရဏခေါ်ပရမတ်နဲ့ပြီးတော့ကိုယ်ကကူးသွားတယ်ဟုတ်လားကူးသွားပါဘူးသူကဒီလိုမျိုးဆက်သွားတယ်ဟုတ်လားဆက်သွားပါအေးဘယ်တော့မှမရမနာဘူးလိမ့်တော့မရအောင်ပဲနော်မှန်ပါတယ်ဗျာဒါပြီးတော့သမုတ်ဒီပစ္စအနေအချင်းငဖြူဟူသောဘဝနဲ့တော့ရက်လိုက်ပြီလေပေါ်ဒါသမုတ်ဒီမရဏနော်မှန်ပါတယ်ဗျာဒါကြောင့်ဥပ္ပခီရေဆိုတဲ့ခဏငယ်အဖြစ်ပြီးတော့ခဏိကမရဏလူတူလေးကဗဇာပြတဲ့ငဖြူသေးပေါ့ငမီသေးပေါ့သမုတ်တဲ့ပေချင်းဆိုတာသမုဒိမရဏဘယယနာယပြိဋိမာစံတော်မူတယ်ဆိုတာကသမုတ်စီကမရဏခေါ်နော်မှန်ပါတယ်ဗျာပေချင်း၃မျိုးလို့ပေချင်း၃မျိုးဒီတော့သမုဒိမရဏဆိုတာကပုရိသနာပဇတရားလုံးကဝဲသမုတ်မဖြူသေးတယ်ငလီသေးတယ်ဆိုတဲ့ပေချင်းဆိုတဲ့သမုဒိမရဏတော့သူဟာသိလို့ကြပါဒါတော့အဆန်းဟုတ်ပါဘူးနော်မှန်ပါရဲ့ဗျာရုပ်တည်နာတည်ပရမတ်တည်ဓာတ်တည်ခန္ဓာတည်ဆိုတဲ့ခဏိကအားဖြင့်သိသိနေတယ်ဆိုတဲ့အပေကြတော့ဒီလေးမှကြာကြာနာပင်းကြမပေးဘဲနဲ့ဒီလူတွေသိပါမလားမသိနိုင်ပါဘူးဗျာခဏိကမရဏအပေမှမသိလို့ရှိရင်အနိစ္စအဖြစ်ဆိုတာမဖြစ်နိုင်ဘူးတဲ့နော်မှန်ပါရဲ့ဗျာအနိစ္စအစစ်အမှန်ဆိုတာအတုရောင်အနိစ္စကအတုရောင်ရှိတဲ့အစစ်ရှိရဲ့လောကပစ္စည်းတွေပဲဒါဂျပန်ပြည်ဒါအမေရိကန်လာတာဒါဂျာမန်ဘယ်လိုမဟုတ်လားမှန်ပါတယ်ဗျာဟိုလောကုတ္တရာတရားတွေဒီလိုပဲစင်ယူမလို့ဘဝနာရှိတယ်။ဘာသာကအနိစ္စ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 မျိုးကြီးအနိစ္စမျိုးတတိတိုင်းပဲဒီကြောင်းကြောင်းအနိစ္စမျိုးကြီးအနိစ္စမျိုးကြီးဟောသူပြီးတော့ပြီးတာလည်းသူ့အနိစ္စလည်းမဟုတ်လည်းဟုတ်တော့တယ်အဲ့ဒါလက်တစ်ခေါ်နော်မှန်ပါတယ်ဗျာလက်တစ်ဂျပန်ပြည်ခေါ်ဟုတ်လားမှန်ပါတယ်ဗျာဘာကြီးတွေသူပြီးကပြီးနာပဲတဲ့လူတွေတစ်သက်သေးကုန်နဲ့ပြေးပါတစ်သက်တစ်ခါပြေးပဲကိုယ်ဝတ္တိကြက်တိခက်တိလည်းပြေးတာအိမ်ကြောင့်ပြမြို့နိုင်ငံတောတောင်ကြီးတွေမဟုတ်တာလည်းပြက်တာပဲဩမမြဲဘူးတဲ့ဒါတော့သူလည်းပြီးတာပဲလူလည်းပြီးတာပဲကလေးတွေလည်းပြီးတာပဲခွေးလည်းပြီးတာပဲဒီလားသိရပါဗျာအေးဒါကြောင့်ဒီသမုဒိမရဏဆိုရဲ့တစ်သက်မှာတစ်ခါပြေးဆိုတဲ့သမုဒိမရဏအပေမျိုးနေတာတရားရမယ်ဆိုလည်းပဲလောကတကူလုံးရှိနေအကုန်လုံးတပြုံလုံးတရားရမှာပါနော်မှန်ပါရဲ့ဗျာဒါလည်းမကောင်းသာသနာ့မှာလည်းတရားတွေရမှာပေါ့သာသနာ့မှာလည်းဒီဥစ္စာကြီးရှိတာပေါ့အေးဒါကြောင့်အခုဒီရုပ်တည်နာတည်ပရမတ်တည်ဓာတ်တည်ဆိုတဲ့ခဏိကခဏရဲ့သုံးချက်စီတစ်ခါတည်ရင်းဆိုတဲ့ရုပ်တည်နာတည်လေးတွေဒီလိုမှသင်ကြပြတာမပေးပြန်လဲဘယ်တော့မှလည်းပြီးမှာမဟုတ်ဘယ်တော့မှမပြီးတယ်စောစောပြောသလိုဂျပန်ပြည်လက်တွေဆိုတဲ့အနိစ္စနဲ့ကိစ္စတုံးကြမှာပဲနော်မှန်ပါရဲ့ဗျာအေးဒါကြောင့်သာသနာ့ကြီးတွေကြည့်ရတဲ့အခါမှာတကယ်ပရမတ်အစစ်ဓာတ်အနှစ်ဒီဟူသောပရမတ်ကလေးတွေရုပ်နာလေးတွေခဏငယ်သုံးချက်စီတစ်ခါသေးဆိုတဲ့အပေလေးတွေလည်းပဲအခုဝိတ္တိစဉ်ဝင်ပြီးတော့သင်ပေးလို့တကြွနားလဲကုန်ကြပြီနော်မှန်ပါရဲ့ဒါကြောင့်ဝိတ္တိအစဉ်ဝင်ပြီးတော့သင်ရခြင်းဒီအမှန်မှအကျိုးထူပါတယ်ပြီးတော့လည်းပြန်စဉ်းစားဘယ်လိုအခုလိုပဲတန်ត្រာကြီးလမ်းသွားနေကြတော့ယုံနာမသိယုံနာခန္ဓာမသိတော့ဒီတန်ត្រာလမ်းစာဘယ်မှာဆုံးလဲဆိုတော့ဆုံးပါမလားမဆုံးနိုင်ပါဘူးကြာယုံလည်းမသိနာလည်းမသိခန္ဓာလည်းမသိပရမလည်းမသိတရားလည်းမသိယုံတဲ့နာတဲ့လည်းမသိဘာမှလည်းမသိဒီတိုင်းသွားနေကြဒါကြောင့်မင်းတို့ကသောသောတိုးတော်တာတယ်အဲ့ဒီဝိတ္တိစေစာရမှာအောက်ပိုင်းအရေးကြတဲ့လင်္ကာလေးအရကျက်တာပါလို့ကြားရလားကြားအမေဆိုတော့ဆိုသန္တရာလားသန္တရာလားခကြီးကြတဲ့ဒီမကြီးကကြောက်ရလာပြီးခန္ဓာ၅ပါးထိုတရားကိုအိုက်ကြပြီးနေမသိ၍မကြည့်ဟောင်းတော့အလွန်ပန်းရဲ့သခန်းသိဟာနားလိုပါသည်ခွင့်ကတူတော့မရကောင်းသည်အကြောင်းဖြစ်ရင်ငါရှက်ကြပြီမရကောင်းပြီလမ်းကြောင်းအစဉ်သုံးမမြင်ပြီသုံးရင်ဘဝဝိနိုင်ပြီနေရာကိုပြချလိုက်တာပါပြောလဲလာလိုက်ပြီကြလားသုံးရင်ဘဝဝခင်းပြီဝိနိုင်ပြီနေရာကိုပြချလိုက်တာပါပြောလဲလာလိုက်ပြီကြလားသုံးရင်ဘဝဝခင်းပြီဒါလေးတွေက
ကမ္မန္တကြည့်လာတယ်အနေသားတွေတကူမှမဟုတ်ဆိုကြတယ်နော်ကြည့်တော့ကြည့်ဖို့ရတာကြည့်ဖို့ရတော်လာပေါ့ဒါလည်းသူငါကြောက်လို့ကြည့်လာတာလူတွေစိတ်တွေကြည့်အောင်ပြပါဦးဟုတ်ကဲ့လားမှန်ပါရဲ့ဗျာဟုတ်ပါရဲ့မာနပြောသစ္စာတွေလှုပ်လှုပ်မန္တရာလက်ခီးကြ၌ပြမကြီးစွာရှောက်ရည်လာလီတန္တရာလက်ခီးကြ၌ပြမကြီးစွာရှောက်ရည်လာလီကြည့်တော့ဘယ်လိုဟိုတန္တရာစတဲ့ဒိဗ္ဗာကြောင့်အခုပြောတဲ့ဝိတိတလဲဘဝစိတ်တလဲဝိတိစိတ်တလဲဘဝစိတ်တလဲနဲ့ဥပတိပဲဥပတိပဲကျွန်တော်တွားနေတယ်မှန်ပါရဲ့ဗျာဘာလမ်းကြီးခေါ်တယ်တန္တရာလမ်းပါတန္တရာလမ်းကြီးအဲ့ဒီတန္တရာလမ်းကြီးကဘယ်လိုရှောက်ယုံနဲ့နှစ်ပါးရှောက်နေယုံနဲ့နှစ်ပါးခန္ဓာ၅ပါးရှောက်နော်မှန်ပါရဲ့ဗျာသမုဒိယနေရာရဲ့မင်းတို့ရှောက်တယ်ပေါ့နော်မှန်ပါရဲ့ဗျာလူတွေရှောက်တယ်နတ်တွေရှောက်တယ်ဇမားတွေရှောက်တယ်ခွေဝဲပြည့်ခဲ့ခေတ္တရိစ္ဆာပိတ္တာအတူရဲ့အပေလေးပါးတော်ဘာကြီးရှောက်နေတယ်ရှောက်နေလားရှောက်နေပါဗျာဘယ်ပေါ်ရှောက်တန္တရာလမ်းပေါ်ပါတန္တရာလမ်းပေါ်ရှောက်နော်မှန်ပါရဲ့ဗျာတန္တရာလမ်းကြီးကလမ်းကျော်လားလမ်းကျန်းလားလမ်းကျန်းပါဗျာလမ်းကျန်းကြီးအမှန်တန်ကျန်းတယ်နော်မှန်ပါရဲ့ဗျာဒီရန်ဒီအန္တရာယ်အတူတူရင်းနဲ့ကြွားကြလာကြတယ်လို့လမ်းကောင်းလမ်းပေါ်မှမနေနဲ့နော်မှန်ပါရဲ့အမှန်တန်ကျန်းတဲ့လမ်းနဲ့တော့သံဃာလမ်းခရီးကျန်း၌အမှန်တန်ကျန်းတဲ့ခရီးလမ်းကြီးပါလို့ဘာကျန်းတာတော့ဟာလေဘေးတွေရောဥဘေးတွေရောနာဘေးတွေရောနော်မှန်ပါရဲ့ဗျာသိရင်မကပူဆွေးခြင်းဆိုတဲ့ဘေးတွေရောပရိဒီဝဘေးတွေရောအမျိုးမျိုးတော့ဆယ်ပါးတော့ဒီတဟုံးတောင်းနေတဲ့လမ်းကြီးနားလေလားနားလေပါရဲ့ဆယ်ပါးတော့မိသာတိမိစရာမိဇာတိမိမရဏမိဒုက္ခပြီးရဒုက္ခတော့တကဥပါယတာဆယ်ပါးတော့မိတဟုံးဒီနဲ့လောင်ကျွမ်းနေတဲ့လမ်းကြီးနော်မှန်ပါရဲ့တော့ခီးကြတဲ့အေးချလည်းကြည့်ကြပါဟုတ်လားမဟုတ်လားလို့ကြမ်းကြည့်သက်သာကြောင့်ဓမ္မရတယ်လို့ကြမ်းကြည့်တော့တန္တရာလားခီးကြနဲ့လျှောက်တော့သက်သာသာလေးလျှောက်ကြလဲဆိုပြင်မန်းကြီးစွာတဲ့ဟုတ်ကဲ့လားမှန်ပါရဲ့ဆရာပြင်မန်းကြီးစွာလျှောက်လာရဲ့လို့နောက်ကလောလာတဲ့ဘဝတွေပြန်မကြည့်နဲ့အခုရတဲ့ဘဝစောင့်လာကြည့်ပရိသေခဏအစကြတို့လျှောက်လာကြတာခုတည်းထိပေါ့ဗောနော်မှန်ပါရဲ့ဆရာသက်သာဝင်ရလားမရပါဘူးဆရာဘယ်နေရာမှာသက်သာဝင်မရဘူးစာတိဆိုပြီးအစလောင်းစာတိပြီးတယ်လည်းစရာပြီးအလောင်းဒီထဲမှာအချိန်မောင်းမလို့မတွေ့နိုင်ဘူးမိမဖြစ်လို့ဆရာတော်ခေါ်အမေယူပါဘာကြောပါနဲ့ပေါ်ကဟိတ်ကနဲ့အလူလဲခံလိုက်တဲ့ဝေဒနာတွေရတာမနေပါဘူးဟုတ်လားမှန်ပါတယ်ဗျာသက်သာလားမသက်သာပါဘူးဗျာရှင်မျိုးဘူးတန်တွေခံလိုက်ရတယ်လေပြောလို့မကုန်နိုင်ပါဘူးမနေပါဘူးနေရလားမနေပါဘူးဗျာဒီထဲမှာအပြည့်လွှမ်းတဲ့ရှားဘုံကရှားတယ်ဆိုတဲ့အာရပရိသေနာမူလကဒုက္ခကြီးနေမင်းရာပြီးဘယ်တော့မှအေးတယ်မရှိဒုက္ခကြီးခါဘူးလားခါရပါတယ်ဒီကသားကြောင့်သမီးကြောင့်မရကြောင့်လက်ကြောင့်မိကြောင့်ဖကြောင့်အပြည့်လေးသောဒုက္ခသိမကကြောက်ကြရဲ့ဆိုရက်မိတယ်လည်းလောင်းလိုက်တော့ပါမိတယ်တောင်းတည်းနဲ့လောင်းဘူးလားလောင်းပါရဲ့ဆရာအေးခဏဒီလွန်ခဲ့တဲ့ဘဝတွေပြန်ထားလိုက်သေမပြီးတာအခုလက်တွေဘဝရောက်လာတာငါသက်တာလားဘယ်လိုလဲဒီလမ်းပေါ်ရှောက်နေပဲသက်တာလားရှောက်ရလားလမ်းကတော့ပြဆက်တပါးသောမိတွေတဟုံးဒီတောက်နေတယ်မီးလမ်းကြီးတယ်မီးတော့ဒီတဟုံးနဲ့တောက်အောင်တဲ့မီးလမ်းကြီးကိုရှောက်တော့သက်တာလေးရှောက်လာဆိုတော့ဟုတ်ပါဘူးပြင်မကြီးစွာပြင်မလိုက်တာဟုတ်လားမှန်ပါတယ်ဗျာဘယ်တိုင်းမနေနိုင်မစားနိုင်မသွားနိုင်မလာနိုင်မလုံနိုင်မကိုင်နိုင်မပြောနိုင်မဆိုနိုင်ဒီထဲမှာအသက်တရားမနည်းရဆိုလဲအမှုတရားမတွေ့ရဆိုတဲ့စကားလို့အမှုခေရအမျိုးမျိုးကိစ္စဝိကြရအမျိုးမျိုးသို့သောပြောတဲ့ရွှေကြောင့်မျိုးကြောင့်မိကြောင့်ဖကြောင့်သားကြောင့်သမီးကြောင့်လက်ကြောင့်မရကြောင့်ကြောင့်ဒီအမျိုးမျိုးနဲ့သိစေစိတ်တွေမှာကိုမချမ်းသာဆိုတဲ့ဒုက္ခတွေအမျိုးမျိုးနဲ့လိုက်တာအဲ့ဒီလိုဒုက္ခတွေတလဇက်ဖြစ်နေတဲ့ကြားထဲမှာအဲ့ဒါလေးတွေဖေးရှားရှားပြီးဒုက္ခဘုံကြီးတွေလက်နဲ့ဖေးရှားရှားပြီးကွက်ကနေနဲ့လက်တဲ့အာရုံနဲ့ဖန်ခံပြီးတော့သိယူကြသေးတယ်ဒီဒုက္ခချမ်းသာတယ်ဘောကနော်မှန်ပါရဲ့ဆရာကောင်းလိုက်တာနဲ့ရှိရအလေးထားကြည့်တာတို့အင်္ဂလိပ်လက်ထက်တုန်းကတော့အစိုးရပဲအမှုကတဲ့လူတွေ
မနေ့10နာရီရုံတဲ့ညနေရုံ4နာရီထုံးမှရုံကပြန်ဆင်းအချိန်ကြီးအလုပ်လုပ်ကြတာပြင်မနဲ့ရုံသမားဆိုတော့အညောင်းညာကြိုက်တဲ့ညနော်မှန်ပါတယ်ဆရာဒီလူကြီးပြည့်စုံပြသွားတာရုံကတော့ခိုင်းတယ်အလုပ်လုပ်ရတော့ဒီအမှုတန်းတဲ့ပုဂ္ဂိုလ်ရဘယ်နဲ့ဖြစ်လဲအုံတော်လည်း၆တယ်ညီလည်းညီဝေးဟုတ်လားမှန်ပါတယ်ဆရာပြင်လည်းပြင်မနဲ့ဆင်းလည်းဆင်းရတယ်ဒီလိုဘယ်နဲ့လုပ်လဲဆိုတော့တနေ့တင်းနေနေရုံမိတ်ပြီးအဲ့ဒီဘာဖြစ်လဲတနေ့နေဆိုတော့အပြင်းကြီးထွက်ဘာလို့ကျော်ဝဲစားထွက်တယ်ဟုတ်လားမှန်ပါတယ်ဆရာအေးအဲ့ဒါအုံတော်ပြေးတယ်ပေါ့နော်မှန်ပါတယ်ဒီမှာလည်းသူ့လူကြီးလည်းအခုဒုက္ခဆိုမြင်ရကြာမြတဲ့ဒုက္ခတွေကြားရရလေးဖြဲပြီးတော့နည်းနည်းလေးကွက်ကလေးဆိုတဲ့ပြောမှုပါမှုတွေသွားတော့ပြီးအရသာခံကြဒါစိတ်ကြီးလက်ပြောင်းနော်မှန်ပါတယ်ချမ်းသာခုခင်းပြီးတော့သွားအလုပ်လုပ်ကြအဲ့ဒါလောက်ကလေးပဲစိတ်ရှိပါတယ်တကယ်တော့ရှားမရပါဘူးဒီကြကြီးတာရောက်သံဃာလာခီးကြတဲ့ပြင်မကြီးစွာရှောက်ရလာပြီးရှောက်လာတာဘယ်ရရှောက်သံဃာစတဲ့ရှောက်လာနော်မှန်ပါတယ်ဗျခီးကတော့ရောက်ခဲ့တော့ပြောတတ်ဘူးတဲ့အမှန်အတားမရှိဟုတ်မလားမှန်ပါတယ်ဗျဒါပေမဲ့ငါမှန်ကြပေးကြကြီးရှောက်လာတဲ့လုံခဲ့ပြီးတဲ့သံဃာအစကနေ့ကြောင်ပြက်လိုက်လို့ရှိရင်လုံခဲ့တဲ့သံဃာကြတော့အနမတိကသံဃာခေါ်ဗမာလူပြန်တော့ရေတွက်လို့မကုန်တဲ့ဒါရဲ့ပါဠိတို့ကအနမတိကသံဃာမှတ်လိုက်မှန်ပါတယ်ဗျဒါလုံခဲ့ပြီးတဲ့သံဃာနော်မှန်ပါတယ်ဗျဒါရဲ့ဒီသံဃာလမ်းကြီးကနောက်လျှောက်ဖို့ဘယ်လောက်ကြံသေးကြလဲလို့အန္တပုဂ္ဂိုလ်တွေတယောက်ကိုမေးလိုက်ခဲ့တော့နောက်လျှောက်အောင်မှာကနိဗ္ဗာန်ရောက်တဲ့အချိန်ကြီးဆိုတော့အနမတိကသံဃာတဲ့ဒီဖြစ်နေဘူးလားဖြစ်နေပါရဲ့ဒါရဲ့လူလူကြီးတဲ့သံဃာနဲ့ကြံသေးတဲ့သံဃာနာမည်ချင်းတူနေဘူးလားတူတူပါရဲ့ဒါရဲ့တိုက်ပါချင်းလည်းတူတူပေါ့တူတူပါရဲ့အေးအဲ့ဒါမှတ်တာဒါရဲ့မင်းတို့ကခုရပ်ပြီးနေတဲ့အချိန်အခါလေးရောက်ပြီးတဲ့သံဃာကအလဲတဲ့ဘူကြနေဘူးလားကြနေပါရဲ့အဲ့မှတ်တာဒါကအလဲတဲ့တွေရောက်နေပြီတို့တော့နော်မှန်ပါရဲ့ဆရာအဲ့ဒါအဲ့အလဲတဲ့တွေမင်းမှတ်တာမင်းနောက်ဘဝတွေစက်ကသွားလဲမင်းရောအရာအလဲတဲ့ရေးကြောင်းပါနားရလားနားရပါဘယ်တော့မှကိုကုန်းရဲ့ပြီးမှာတော့ဟာပြောတာပါအမေပြောရပါဘူးပြောတယ်ပြောတော့ဘယ်တော့မှပြီးမှာမဟုတ်ဟမ်မှန်ပါရဲ့ဗျနောက်မင်းဘဝထောင်ကောင်းရတဲ့အခါကျတော့ဒီနေ့ကလေးအစအတွက်ကြည့်နောက်ဘဝထောင်ကောင်းရှိတော့ငါတခါမေးပဲတန်းပြေမင်းရောက်တဲ့ဘဝဟိုလွန်ခဲ့တဲ့တန္တရာဘာဘလို့ရှိရောအနာမတေကတန္တရာလွန်ခဲ့တဲ့တန္တရာနော်မှန်ပါရဲ့ဗျဒါပေမဲ့နောက်ဖြစ်အောင်တဲ့တန္တရာနိဗ္ဗာန်ရောက်ဘလို့ဝေးတော့အနာမတေကတန္တရာသူတို့ပြင်မလားမှန်ပါရဲ့ဗျတော့ဘာကိုယ်ကဘယ်တော့ပြီးမှာတော့ဟာမနည်းရပါဘူးအေးအဲ့လိုကြီးသွားမှာအကုန်လုံးဒါရတဲ့ရောက်သေးဘုရားအလဲသေးတယ်ကြားနေလားကွာကြားနေပါတယ်ကွာကုံငယ်ပြီးတဲ့သံဃာလမ်းကြီးလျှောက်လာခဲ့တဲ့အနာမတေကသံဃာခရီးရှိနော်မှန်ပါတယ်ကွာနောက်လျှောက်အောင်မယ်ဆိုတဲ့သံဃာရဲ့အနာမတေကသံဃာအဲ့ဒါပုဒ်ပိစေဘုရားဆိုတဲ့အင်နာကြောက်ကြကောင်းတယ်နော်ပေကြပြကြနော်ရည်ရရလည်းမှတ်မိကြနဲ့ဆောက်လှနေတာပုဂ္ဂိုလ်လို့ကိုယ့်ကိုတတိတံတွေကလေးရှိကြဩတို့ကြောက်ကြကောင်းပါလားဘယ်တော့သိမှလည်းမသိတောင်တန်တာတော့ပုပ္ပကောတိနပညာဒီမြတ်စွာဘုရားကိုရမဟောတာအန္တပုဒ္ဓရှင်တရားရဲ့တန်ត្រအစွမ်းကြီးကမထင်ကောင်းဘူးတဲ့ကိုယ်ကပြောကြကိုမရှိနားလည်လားနားလည်ပါအန္တပုဒ္ဓရှင်ပညာမျက်စိပညာမျက်လုံးလုံးမရှိတဲ့အန္တပုဒ္ဓရှင်လူကန်းတရားအတွက်မှာဆိုလို့ရှိရင်တန်ត្រရဲ့အစွမ်းကြီးမထင်ကောင်းဘူးတဲ့ဗမာလူကျန်တော့အစလည်းရှားမြောင်အဆုံးလည်းပဲဒီမှမပြီးဘူးတဲ့ကြောက်ကြမကောင်းဘူးလားကောင်းပါပါအေးဒါကြောင့်အဲ့ဒီတန်ត្រလမ်းကြီးလျှောက်တာလျှောက်ပြီးတဲ့ခရီးမိန်မဘလောက်ကိုယ်လဲဆိုတော့အနာမတေကတန်ត្រကုံရဲ့ပြီနောက်ဆောက်အောင်မှာအနာမတေကသံဃာကြံပေးတယ်နားလည်လားနားလည်ပါအဲ့ဒီအနာမတေကသံဃာရှင်းတဲ့နောက်ကနာမည်ဘယ်တော့ပြောင်းပြအောင်ဒီတိုင်းပြောင်းပါနော်မှန်ပါတယ်ဆရာနောက်ဘဝသိန်းသန်းကတိရေတွက်ပြီးတဲ့ကုံဆုံးတဲ့အချိန်မေးလည်းပဲလုံခဲ့တာအနာမတေကသံဃာနောက်တော့အောင်မှာအနာမတေကသံဃာလူရသွားနားလည်လားနားလည်ပါညိုလေးချက်ကိုမရှိဘူးကွာကုံတော့ဒါကြောင့်သံဃာလခီးကြတဲ့ပင်မကြီးစွာစောင့်ရလာလိအာသိတို့မေးသားသံဃာအနမရိကသံဃာလေးလျှောက်ဘဝပေါင်းနဲ့စုံပုံပေါင်းနဲ့စုံလာပဲပေါ့သုဒ္ဓဝါဒဘူမိယသုဒ္ဓဝါဒယဟန္တာနာတိတဲ့ဗြဟ္မ၅ဘုံခေထားမရောက်ဘူးတဲ့ဘုံမရှိဘူးတဲ့မဖြစ်ဘူးတဲ့ဘုံမရှိဘူးမဖြစ်ဘူးတဲ့ဘဝမရှိဗြဟ္မဘုံလည်းရောက်ခဲ့ပေါ့အနေဗြဟ္မဘုံလည်းရောက်ခဲ့ပေါ့အထက်ဗြဟ္မဘုံလည်းရောက်ခဲ့ပေါ့နတ်ပြည်ကြောက်တယ်လည်းနှံ့ခဲ့ပေါ့လူပြည်ဆိုတာလည်းအပေါက်ပေါက်ခါတာအပယ်လေးကားဆိုတာလည်းပဲခြေရရက်ထလို့ဘယ်လိုလဲဘုံရှိ
နော်မှန်ပါရဲ့ဗျာအဲ့လိုကဘွာပေါင်းဘုံပေါင်းဆုံးလာခဲ့တယ်သေချာသိချင်းမယုံမတွန့်အောင်ထပ်လာခဲ့ဘာများပြတ်လာခဲ့ဘာများနားလေခဲ့ဘာတလုံးများရခဲ့လဲပြန်ပြီးဘာတော့မရကြရမရပါဘူးအေးဒါကြောင့်သန္တရာလာခီးကြတဲ့ပင်မကြီးတော့တဲ့လာပြီးခန္ဓာ၅ပါးထိုတရားကိုတိုင်းခြားပြီးနေမသိလို့တဲ့ဘယ်တော့သိရဲ့ဘယ်တော့မသိရဘူးဒီတရားမအောင်ပြီတဲ့မှတ်တာဘယ်လိုခန္ဓာ၅ပါးသိနေပြီဘယ်လိုခန္ဓာ၅ပါးသိနေပြီသိတန်ဖို့ရှိပါလားပြန်တွက်သန္တရာလုံးကမသိခဲ့ဘူးဒါကြောင့်ခန္ဓာ၅ပါးထိုတရားကိုတိုင်းခြားပြီးနေမသိလို့မရှိခိုင်ကအလွန်ပန်းခဲ့တဲ့ဖြစ်ရဘွားအပင်မခံခံလာရအစေးခံလာရခန္ဓာ၅ပါးမသိနော်မှန်ပါရဲ့ဗျာမရှိခိုင်ကအလွန်ပန်းခဲ့စခန်းပြရနားလိုပါလိတခါတော့စခန်းလေးတဲ့နားပြဘယ်လိုလဲမိဘလည်းတကယ်တတိယကျွဲပရိသေအေးလေးစီးရတော့ဒီစီးရမခွာခြင်းဘူးလားမခွာရအောင်ဗျာမတည်တိုင်းနေကြတယ်မဟုတ်လားနေကြပါရဲ့ဗျာတကယ်ကိုမတည်ခြင်းပေါ့တကယ်ပါဗျာအေးအဲ့ဒီပရိသေအေးလေးတတိယကျွဲမဆိုထားပါနဲ့ကွာအမှန်တန်ရှိတဲ့ဘွားမျိုးရောက်လာတော့ပဲကွာမေးမနေ့ကမနေ့ကျတဲ့ဆရာဒီမကြီးကကြားစားတဲ့လူပြောက်လူကြီးပြောက်ဒီပြည်ရနာမေးဘုရားကရံကားပြောလာမေးနော်မှန်ပါရဲ့ဗျာဒီဘာဒီမဲ့တယ်မို့လားမဲ့တာလေအေးတော့တော့ဆင်းရဲတဲ့ဘွားတောင်မဲ့ဒီမှာပဲခုနပြောတဲ့ပရိသေအေးလေးတတိယကျွဲဆိုရင်ပြောကြပြီပေါ့နော်မှန်ပါရဲ့ဗျာအဲ့ဒီလိုဘွားကောင်းကြီးရောက်ပြီးတော့မသေးတန်းနဲ့နေခြင်းနဲ့ဆိုတဲ့ခန္ဓာတွေပေါ်လားပေါ်ပါရဲ့ဗျာနေရရလားမနေရပါဘူးဗျာသံဃာကြီးခွင်တောင်းလားဟုတ်ကလားမှန်ပါရဲ့ခန္ဓာငါးထိုတရားပัจจတိနေမသိလို့မရှိရတဲ့အလွန်မှန်တဲ့သခန်းပြရနားလူပါဠိခွက်ခါတူတောင်းမရကောင်းအခွင့်တောင်းတဲ့သံဃာထာဒီဘဝမသိရကြည့်နဲ့နော်မှန်ပါရဲ့ဗျာဒီဘဝမခွာရကြည့်နဲ့ခွင့်ပေးပါလို့ရရလားမရပါဘူးဗျာနေရမှာပဲသင်ကြနော်မှန်ပါရဲ့ဗျာနာကြည့်ရတဲ့ခွာရလားခွာရပါဘူးဗျာဒါပဲမခွာခြင်းနဲ့သံဃာကြီးခွင့်တောင်းပြီးဒီဘဝနဲ့နေရစီလို့တောင်းမရလားမရပါဘူးအေးခွက်ခါတူတောင်းမရကောင်းဒီရကောင်းရလားမရပါဘူးဘယ်တော့မရဘူးဆိုရမှဓမ္မရှိရင်ရလဲဓမ္မဘဝမခွာခြင်းဘယ်တော့မခွာခြင်းအဲ့ဒါကိုယ်ကကိုနှစ်တဲ့ဖြစ်ရဘဝနှစ်တဲ့ကြဒါဆင်းရဲချမ်းသာတာအပါဒလို့ဘဝနိကလုံးလို့ပဋိဒိခဏတွေဆဲခဲ့ပေါ့နော်မှန်ပါရဲ့ဗျာအဲ့ဒီလိုအခွင့်ကောင်းအခါကောင်းလေးရတော့ဆိုသံဃာတန်ခွင့်တောင်းတဲ့ကျုပ်နေစမ်းပြစေသံဃာခွင့်ပေးအချိန်ကြသွားနော်မှန်ပါရဲ့ဗျာဒါကြောင့်ခွင့်ကလူတောင်းမရကောင်းဒီလမ်းကြောင်းအစဉ်တဲ့ဒီသံဃာလမ်းကြောင်းကြီးညီလားညီပါရဲ့ဗျာဟုတ်ကလားမှန်ပါရဲ့ဗျာယုံနာခန္ဓာပရမတ္တအစာရပြရဲ့ဥပတိနဲ့နိဗ္ဗာန်ကျမှရမယ်နိဗ္ဗာန်ကျမှပြတ်မယ်တဲ့သွားနေတာဖြစ်ပြဒါကြောင့်လမ်းကြောင်းအစဉ်ဆုံးမမြင်ပြီးသုံးအင်ဘဝဝိခင်းပြီးပြေဘဝဆိုတာသုံးအင်ဘဝကာမဘဝယူဘဘဝအာယဘဘဝဘဝဒီမှာနော်မှန်ပါရဲ့ဗျာဝိကတော့ကာမဥပိသဝိပါကဝိဘယ်တော့မှအဲ့ဒီဝိသုံးပါးရဲ့ဘဝသုံးပါးရဲ့မထွက်နိုင်ဘူးတဲ့ဘာဖြစ်လို့မထွက်နိုင်အချိန်ကြီးပြန်စစ်ကြည့်ဘယ်ဘဝကမှခန္ဓာငါးပါး